ညီမအရင်ကိုရစ်ပူဇော်နဲ့ဆုံးမမဆက်ပေမိမိရဲ့ရုပ်ရည်နူးပြိုဖို့အတွက်ညီမအရင်ကိုတောင်ရဲချက်ဆက်ဆက်ရစ်ပူဇော်ဝတ်နဲ့အထိလူတစ်ယောက်ရဲ့မနာလူစိတ်ကကြောက်ဖို့ကောင်းလာပါတယ်တောင်ကြားတွေကအမွာအိမ်ဟောင်းကြီးမှာနှစ်ပေါင်းတောင်ကြအောင်ပိတ်လောင်ထားရတဲ့ဆုံးမကျင်းစာညာတိုင်းခေါင်းနဲ့ဦးနဲ့ပြန်ဝဲနေတဲ့အနီးရောင်အလင်းတန်းရဲ့ရှိုးဝက်ချက်ကဘာလဲမင်္ဂလာပါ KND မြန်မာ Horror Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ညီမအရင်ဖီတူကိုရစ်ပူဇော်ပြီးထာဝရနုဖြိုမှုကိုယာယူသွားတဲ့ဆုံးမမဆက်ပဲ့ဆိုတဲ့ဇလန်းလေးတင်ဆက်ပေးခြင်းပါတယ်ဆိုတော့စလိုက်ကြရအောင်များအရင်ကတောင်ကြားထဲမှာအလွန်စီကားခဲ့တဲ့ရွာကြီးတစ်ရွာရှိခဲ့ဘူးတယ်အင်ဂျီယာကြီးပြီးဈေးတွေလူတွေနဲ့စီကားခဲ့ပေမဲ့အခုတော့ဘာကြောင့်ရဲမသိလူတွေတေးကုန်ပြောင်းရွှေ့ကုန်ကြလို့အင်ဂျီအနှင်းငယ်ပဲကြံတော့တဲ့ရွာပြစ်ကြီးလိုဖြစ်နေတာပေါ့အဲ့ဒီရွာရဲ့အစုံမှာတော့လေတံမိုးတံကြားထဲမှာမားမတ်ရက်တီနေတဲ့အမွာအိမ်ဟောင်းကြီးတစ်လုံးရှိတယ်လူသူကင်းဝေးပြီးကြောက်စရာကောင်းလာတဲ့အဲ့ဒီအင်ဂျီမှာလွန်ခဲ့တဲ့နှစ်ပေါင်းတောင်ကြားကျော်ကအဖြစ်အပျက်တစ်ခုရှိခဲ့တာပေါ့အဲ့ဒီခေတ်ကအဲ့ဒီမြို့မှာတတိကြီးဥပါစိန်ဆိုရင်မတိသူမရှိဘူးသူ့မှာအလွန်လှပတဲ့သမီးအမွာနေရရှိတယ်အမဖြစ်သူကမစပဲညီမဖြစ်သူကမနှင်းစီတဲ့သူတို့အရွယ်ရောက်လာတော့ဖခင်ဖြစ်သူကအဲ့ဒီအမွာအင်ကြီးကိုစောက်ပေးခဲ့တယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီအိမ်ကနေထူးဆန်းတဲ့အနီးရောင်အလင်းတန်းတွေထွက်လာတာကိုရွာသားတွေမြင်ကြရတယ်အဲ့ဒီအလင်းတန်းထဲမှာမျက်နှာတစ်ခုကတော့မဆက်ပဲရဲ့မျက်နှာပါပဲဒါပေမဲ့ကိုမပါပဲခေါင်းနဲ့ဦးတွေကြီးပဲကြံဝဲနေတာတချို့ညတွေမှာဆိုအိမ်ကြီးထဲကနေစူးစူးဝါးအော်တန်းတွေငိုရှိုက်တန်းတွေလေတယ်လွင့်ပါလာတယ်လို့ရွာသားတွေတယောက်ပြီးတယောက်ရွာကိုစွန့်ခွာသွားကြတော့တာပဲဘာကြောင့်မစပယ်ကဆုံးမဖြစ်သွားတာလဲတကယ်တော့မစပယ်ဟာသူ့ရဲ့ညီမအရင်မနှင်းစီအပေါ်မှာရှိတဲ့မနာလိုဝန်တိုးစိတ်ကြောင့်ဒီလိုဖြစ်သွားတာပါသူတို့နှစ်ယောက်ဟာရုပ်ချင်းတူပေမဲ့စိတ်ချင်းကတော့မိုးနေမြေပါပဲညီမဖြစ်သူမနှင်းစီကစိတ်ထားကောင်းနူးညံ့ပျော်ပြောင်းလို့လူချစ်လူခင်များပေမဲ့မဆက်ပဲကတော့စိတ်ကြမ်းကိုကြမ်းရှိပြီးညီမဖြစ်သူကိုအမြဲမနာလိုဖြစ်နေတတ်တယ်မဆက်ပဲဟာအရက်ကြီးလာတာနဲ့အမျှအိမ်ထဲမှာပဲအောင်းနေတတ်လာတယ်တနေ့မှသူ့အဖေကအဖျင်းထွက်ဖို့ပြောတဲ့အခါသူကမတော်ဘူးအဖေအဖျင်းထွက်ရလူတွေကမနှင်းစီအကြောင်းပဲပြောနေကြတာသမီးမကြားချင်ဘူးလို့ခါတီညင်းခဲ့တယ်အမှန်တော့မစပဲမှာထူးဆန်းတဲ့ယောဂတစ်ခုရှိနေတယ်။သူကငငယ်လေးရှိသေးပေမဲ့အရေးပြားတွေကတွန်းလက်ပြီးအပွားကြီးလို့မဲညစ်နေတာပါ။သူကမနှင်းစီကငါရဲ့အလားပါနဲ့ကန့်ကြမားဒီလိုခိုးယူသွားလို့ငါဒီလိုဖေးရတာဆိုပြီးယူသွတ်စွာယုံကြည်နေခဲ့တယ်။အဖေဖြစ်သူဆုံးပါသွားတဲ့အချိန်မှာတော့သူကဝမ်းမနေပဲတခုခုကိုကြံစီနေတဲ့အပြိုးမျိုးပြုံးနေခဲ့တယ်။မစပေဟာတော့နတ်ထဲကအောက်လန်းဆရာဟင်းစီကိုတွားခဲ့တယ်။ထာဝရနုပြိုမှုအတွက်ဘာမဆိုပြီးဆက်မယ်လို့ပြောတဲ့အခါဆရာဟင်းကထာဝရအလားပါဆိုလားလူသားတွေအတွက်မဟုတ်ဘူး။ဒါပေမဲ့နင်တကယ်လိုချင်ရင်တော့အလဲလုပ်ရမယ်။နင်နဲ့တည့်ရတဲ့တလာတဲ့တင်းနစ်တဲမှာမွေးဖွားတဲ့သူတယောက်ကနင်းရကန်ဆိုးမှုတွေကိုခံယူပေးရမယ်လို့ဆိုတယ်။မနာတို့စိတ်ကြောင်မစပဲဟာညီမဖြစ်သူမနှင်းစီကိုရစ်ပူဇော်ဖို့တဘောတူလိုက်တယ်။သူဟာဆရာဟင်းပဲ့ရဲ့စီးရည်ညိုကိုတောက်လိုက်ပြီးခန္ဓာကိုယ်တစ်ခုလုံးလူးလီနာချင်းစွာနဲ့ဆုံးမအဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီနေ့ကစားပြီးမစပဲရဲ့မျက်နှာဟာအလွန်လှပနူးပြိုလာပြီးမြဲညီမဖြစ်သူမနှင်းစီကိုတော့အခန်းထဲမှာပိတ်လောင်ပြီးအပြင်းကနေတစ်သားတွေနဲ့ရိုက်ပိတ်ထားလိုက်တယ်။ညာရောက်တိုင်းမစပဲရဲ့ကိုယ်တွေကနေအနီးရောက်အလင်းတွေထွက်လာပြီးခေါင်းနဲ့ဦးတွေဟာအပြင်ကိုပြန်ထွက်သွားကတတိဆန်တွေလူတွေကိုလိုက်လံစားတော့တာပဲအချိန်တွေကြာလာတော့ညီမဖြစ်သူမနှင်းစီရဲ့အခန်းထဲကနေအမကျမကိုကဲပါအောင်ကျမအယမ်းနာချင်းနေတယ်အယမ်းချမ်းနေတယ်ဆိုတဲ့အတန်းတွေညာတန်းကြားနေရလေနောက်ဆုံးမှာတော့မစပဲကနောက်တာရက်ပြီးညီမဖြစ်သူကိုကဲဖို့အခန်းတကားကိုရိုက်ချိုးဝင်လိုက်တဲ့အခါအခန်းထဲမှာကျန်နေတာကမနှင်းစီရဲ့အယူစုပါပဲမစပဲဟာစူးစူးဝါအော်ဟစ်ငိုကြွေပြီးဆရာဟင်းစီကိုပြန်သွားကဆရာဟင်းကိုကွက်တက်လိုက်တယ်ဒါပေမဲ့ဆရာဟင်းကမတေးခင်ကျင်းစားတိုက်သွားခဲ့တယ်နင်ဟာလူသားမဟုတ်တော့ဘူး
နှစ်ပေါင်းတောင်ချတိုင်းတိုင်းဒီဒုက္ခကိုခံစားရမယ်တနေ့မှနင်းညီမကပဲနင်းကိုလာပြီးလွတ်မြောက်အောင်လုပ်ပေးလိမ့်မယ်လို့ပေါ့နှစ်ပေါင်းတောင်ချကြပြီးတဲ့နောက်အဲ့ဒီအမွာအိမ်ဟောင်းကြီးရှိကိုတီးလက်ရှင်တရားကျွေ့ရောက်လာတယ်အဲ့ဒီတီးလက်ရှင်ဟာမနင်းစီရဲ့ဝိညာဉ်ပြန်လဲဝင်စားသူပါပဲလာပြီးညမှာမစပယ်ရဲ့အိုမင်းရင်ယော်နေတဲ့စုံမခေါင်းကြီးဟာတီးလက်ရှင်ရှိမှပေါ်လာပြီးမနင်းစီအမတောင်းပန်ပါတယ်အမနင်းကိုစောင့်နေတာအယမ်းကြာသွားပြီလို့ပြောပြီးငိုကြွေးရှာတယ်တီးလက်ရှင်ကပြုံးလျက်အမကျမခွင့်လွတ်ပါတယ်အတိတ်ကဝေဒနာတွေအားလုံးကိုဒီမှာပဲထားခဲ့ပါတော့ကောင်းရာသူကတိလာပါစေလို့မေတ္တာပို့လိုက်တဲ့အခါမစပယ်ရဲ့ခန္ဓာကိုယ်ဟာမိခိုးငွေတွေအဖြစ်ပြောင်းလဲသွားပြီးအမွာအင်ကြီးနဲ့အတူထာဝရပြောက်ကွယ်သွားပါတော့တယ်ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးပါပြီကြည့်ရှုပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်